အားလုံးပဲမင်္ဂလာပါဒီနေ့ Ando Grammar နံပါတ်63 64အနေနဲ့မျှဝေပေးမယ့် grammar တွေကနာနေနိခွာအဲ့တဲ့နိခွာအဲ့ဆိုတဲ့ grammar ရဲ့64နာနေနိခိုတာအဲ့တဲ့နိခိုတာအဲ့နိခိုတာအဲ့တို့နိခိုတာအဲ့တာဆိုတဲ့ grammar တွေပဲဖြစ်ပါတယ်နံပါတ်63နာနေနိခွာအဲ့တဲ့နိခွာအဲ့ဆိုတဲ့ grammar ကဒါအပေါ်မှာထပ်ပြီးတော့ဒါအပြင်ဆိုတဲ့အထည်ပဲမျိုးတွေနဲ့သုံးပါတယ် example လေးနားထောင်ကြည့်အောင်ဒန်ခိတိုင်းကိုအဲ့တဲ့ဂတ်စုတိုင်းမှာတဲ့ကနေအာခရီမတ်စတာဒန်ခိတိုင်းကိုအဲ့တဲ့လက်စစ်မီတာကဒီအပြင်ဂတ်စုတိုင်းမှာတဲ့ဂတ်ခါတွေကလည်းအနေအာခရီမတ်စတာစစ်တက်လာပါတယ်နံပါတ်64 grammar နာနေနိခိုတာအဲ့တဲ့နိခိုတာအဲ့နိခိုတာအဲ့ရနိခိုတာအဲ့ဒါဆိုတဲ့ grammar တွေကသူများရဲ့တောင်းဆိုမှုပေါ်မှာမူတည်ပြီးတော့တုံ့ပြန်နေဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးပါတယ် example လေးတွေနားထောင်ကြည့်အောင်နော်။ဘာနဲ့ဆက်လဲဆိုလို့ရှိရင်နာနေနိအိုဂျီတဲ့ဆိုတဲ့ grammar ပေါ့ဒါနဲ့ကိုက်ညီအောင်ပေါ့နော်။သူများရဲ့တောင်းဆိုမှုပေါ်မှာမူတည်ပြီးတော့တုံ့ပြန်နေပေါ့ကိုက်ညီအောင်လုပ်ပေးတယ်တုံ့ပြန်နေဆိုတဲ့အဓိပ္ပာယ်မျိုးပါ။ example လေးတွေနားထောင်ကြည့်အောင်ရှာအင်းတော့ရောက်ခွနေ答えて労働時間を短縮した社員の要求に応えてそれから社員さဝန်ထမ်းတွေရဲ့要求に応えてဝန်ထမ်းတွေရဲ့တောင်းဆိုမှုတွေပေါ်မူတည်ပြီးတော့労働時間を短縮したအလုပ်ချိန်ကိုကျုံလိုက်ပါတယ်အလုပ်ချိန်လျှော့လိုက်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးပါတယ်โอเคအားလုံးပဲဒီနေ့ grammar လေးမျှဝေပေးထားတာနံပါတ်63 64 grammar တွေကနိခိုဝအဲ့တဲ့ဆိုတဲ့ grammar နဲ့နိခိုတာအဲ့တဲ့ဆိုတဲ့ grammar လေးတွေပဲဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးရကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ရအောင်